တင်ပြောလိမ့်မယ်ကျွန်တော်ဒီနေ့အားပေးရှင်တာတင်ထားတဲ့အားလုံးခံစားခွင့်ဖျားပေးထားလဲကြာပြီတကယ်ကြီးကိုမောင်းမှာတော့အဲ့ဒီအရာတွေကိုတင့်ကိုဖျားခံစားခွင့်ပေးထားတာကြာပြီကြာပြီဖြစ်ရတာနဲ့ဘာလို့မရတာလဲလာဒီခန်းကြီးလေးငယ်တက်မှာအမွေခံမိဒီကဥစ္စာရှိသမျှကိုပိုင်ထိုက်တော်သူဖြစ်တော်လဲအရွယ်မရောက်မီကာလပတ်လုံးအစေပါကျွန်းနဲ့တူတယ်အစေပါကျွန်းနဲ့တူတယ်ဆိုဖယားကပေးထားပြီးသားတင်ရအမွေခံဘေးနားမှာရှိတဲ့သူလက်စွပ်နဲ့ဆိုပြောရအောင်တို့ကဖယားရဲ့အမွေခံဖြစ်တယ်ဟာလေလုယာတင်ရဖယားရဲ့အမွေခံဖြစ်တယ်လောကရဲ့အမွေမို့ဖယားရဲ့အမွေနဲ့အသက်ရှင်ရတဲ့သူတွေဟာလေလုယာဒါကြောင့်သူများပြောတယ်ဆရာဒေးဗစ်လာတော့ကျွယ်ဝပါလေကျမ်းမာချမ်းသာတရားကိုဟောတယ်အဲ့ထက်တော့ပိုဟောတင်သေးတယ်ဘာဖြစ်လို့လဲဆိုတော့လောကသားရဲ့ကျွယ်ဝခြင်းနဲ့တို့တွေတွားနေတာမဟုတ်ဖယားရဲ့ကျွယ်ဝခြင်းနဲ့တွားတဲ့သူတွေHallelujah Hallelujah ဖယားရဲ့ကြွယ်ဝခြင်းနဲ့တွားတဲ့သူတွေကျမ်းစာဘာပြောလဲဆိုတော့သင်တို့ဒီကောင်းကင်မြေကြီးကိုဖန်ဆင်းတော်ထာဝရဘုရားကောင်းကြီးပေးတော်မူသောသူဖြစ်ကြ၏ Hallelujah သင်တို့ဒီကောင်းကင်မြေကြီးကိုဖန်ဆင်းတော်ထာဝရဘုရားကောင်းကြီးပေးတော်မူသောသူဖြစ်ကြ၏ Hallelujahကောင်းကင်ကထာဝရဘုရားကောင်းကင်မြေကြီးကလူသားတို့အားပေးတော်မူတယ်ကျွန်တော်တို့မှမကြွယ်ဝရင်ဘယ်သူကြွယ်ဝမှာလဲမဟုတ်မနားမလဲမှာဆိုလို့ပြပြကျွန်တော်တို့မှမကြွယ်ဝရင်ဘယ်သူကြွယ်ဝမှာလဲကျွန်တော်အပေးနိုင်ဆုံးသူတွေဖြစ်ရမယ်လေဟာလေလုယာဟာလေလုယာယာဘာကြောင့်ဆိုအခုနကျမ်းပိုက်လေးပြန်ကြည့်အမွေခံမိဒီကဥစ္စာရှိသမျှကိုပိုင်ထိုက်တော်သူဖြစ်တော်လဲအရွယ်မရောက်မီကာလပတ်လုံးဒါဆိုအရွယ်မရောက်မီဆိုတာဘာလဲအဓိပ္ပာယ်ကဘာလဲအရွယ်မရောက်မီဆိုတာဘာလဲအရွယ်ဆိုတာကဒီအသက်အရွယ်ကိုပြောတာမဟုတ်ဘဲနဲ့အတိညာတိုးတက်ခြင်းနဲ့မတိုးတက်ခြင်းကွာသွားတာဘာကိုသိတာလဲတဲ့ Ye shall know the truth.The truth will set you free. If you don't know the truth, then တမန်တရားကိုမသိမချင်းဒီအရွယ်မရောက်သေးဘူးအရွယ်မရောက်ဘူးဆိုတာဘာလဲဆိုတော့တမန်တရားကိုမသိတော့ကြောင့်အရွယ်မရောက်တာတမန်တရားကိုသိတဲ့နေ့ဟာအမွေခံပဲမဟုတ်တော့ဘူးအမွေကိုလက်ခံရရှိတဲ့နေ့ဖြစ်ရတဲ့ခွင့်ဖျားပြင်ဆင်ပေးလိုက်ပြီအာမင်ငါတို့အမွေခံဆိုပြီးတော့မှဘယ်မှာလဲအမွေဆိုခဏကျွန်တော်လည်းမသိဘူးဆိုတော့အခါမဟုတ်ဘူးအမွေခံပဲမို့အမွေရပြီသားဟာလေလုယာဟာလေလုယာဆိုတော့အရွယ်မရောက်မီကာလပတ်လုံးအစေပါကျွန်နဲ့တူတယ်ဆိုတော့အရွယ်မရောက်ဘူးဆိုတာဘာလဲတမန်တရားကိုမသိတာတမန်တရားမသိတော့ဘာလဲအမွေခံတော့ဖြစ်တယ်ကျွန်လိုပဲသက်ရှင်နေရတယ်အမွေခံတော့ဖြစ်တယ်ကျွန်လိုပဲအသက်ရှင်နေရတယ်ခရိယန်တွေအများကြီးအမွေခံလားအမွေခံဒါပေမဲ့ဘာဖြစ်လဲသူများအားကြနေရတယ်No သူများအားကြမဲ့ဖွဲ့မဟုတ်သူများကကိုယ်ပြန်အားကြတဲ့ဖွဲ့ရှင်းလေးပဲတို့သူများပြောနေတယ်ဆိုတာရှင်းလေးပြောပြမယ်ရှင်းလေးပဲအားကြရင်နဲ့မနာလိုစိတ်တွေထိုးဖြစ်သွားတာဒါပဲတကယ်တော့အတွင်းစိတ်ထဲမှာအားကြနေတာအတွင်းစိတ်မှာကြိတ်ပြီးတော့အားကြနေတာရှင်းလေးပဲလုံးသမျှမှာအောင်မြင်နေတယ်လေအဲ့ဒါရှာအယံဘလို့အောင်မြင်ဘာ secret မှမရှိဘူးဖယားသခင်လုံးမဲ့အရာမှာလေ secret ဆိုတာမရှိပါဘူး
ဒီမှာညီကိုမောင်မဒီမမကျွန်တော်ပြောပြမယ်အမေရိကမှာရောက်ပြီးတော့မှအမွေမခံရရင်အမွေမရရင်တို့ကောင်းငင်ပုံမဲ့သွားလိုက်တော့ဟိုတက်စရာနေရာမရှိတော့ဘူးโอเคမြန်မာပြည်ကတော့မျောလင့်စရာပါဆိုမြန်မာပြည်ကနေအမေရိကရောက်အမေရိကရောက်လို့လေဘာမှထူးဆိုရင်ကောင်းကင်ဘုံပဲတက်လိုက်တော့မတက်နိုင်တော့ဆိုတော့မို့အလိုတော်ကကောင်းကင်ဘုံမှာပြည့်စုံပြည့်သူမြေကြီးမှာပြည့်စုံဖို့ဘုရားခင်အလိုတော်ရှိတာရှင်းလေးပဲအမေရိကရောက်ပြီးတော့မှဘာမှထူးအလုံချမ်းတဲ့ထောင်တန်းဘယ်နှစ်လဲမသိသွားနေတဲ့ပုံစံမျိုးအိမ်တော့ပိုင်လာပိုင်နေဒါပေမဲ့အိမ်တကယ်ပိုင်လားဆိုတော့မပိုင်သေးဘူးအနှစ်40သွားနေတဲ့ဖွဲ့တွေ30သွားနေတဲ့ဖွဲ့တွေ20သွားနေတဲ့ဖွဲ့တွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်ပြောပြမယ် secret မဟုတ်တဲ့ secret အလေ secret မဟုတ်တဲ့ secret ကျွန်တော်ပဲပြောလိုက်တော့မယ်ညီကိုမောင်မတော့ရှင်းလေးပဲကျွန်တော်ပြောပြမယ်တမန်တရားကိုတည်သွားတဲ့နေ့ဟာအမွေခံအဆင့်ပဲမဟုတ်တော့ဘူးအမွေရတဲ့အတ္တတာဖြစ်သွားပြီဒါဆိုတမန်တရားဆိုတာဘာလဲထပ်ပြောမယ်တမန်တရားဆိုတာဘာလဲကိုစ조사လုပ်နေတာတမန်တရားမဟုတ်ကိုတော့လှုပ်ပေးတာကိုသဘောပေါက်သွားတဲ့သူကတမန်တရားကိုသိသွားတာဒါပဲငါတို့စ조사လုပ်နေတာမဟုတ်ဘူးယောဟန်ခန်းကြီး1ငယ်16ခဏလေးကြည့်အောင်ကျွန်တော်တို့ကြော်ပြပြမယ်အမှုတော်ဆောင်တွေအစပင်ပန်းနေတဲ့ဟာတွေအမှုတော်ဆောင်တွေကခရိယာတွေကိုပင်ပန်းတဲ့လွတ်ချင်တယ်ဆိုရင်တမန်တရားသိရင်လွတ်တယ်Ye shall know the truth will make you free. ထိုသူဤပြည့်စုံခြင်းပါလေယေရှုတပါး၌ထပ်ဆင့်၍ယေရှုတပါးငါတို့ရှိမြခံရပြီဘာသာတင်ပေးလိုက်တာမင်းတို့ပြည့်စုံတဲ့နေ့မှာမင်းတို့အကောင်းဆုံးအသက်ရှင်ပြီးဖယားသခင်ရဲ့နှလုံးသားနဲ့တွေ့သွားတဲ့နေ့မှာမင်းကိုဖယားချီးမြှောက်မယ် wrong noတင်ရဲ့ပြည့်စုံခြင်းအပေါ်မှာဖခင်တင်ချီးမြှောက်တာမဟုတ်ဘူးယေရှုရဲ့ပြည့်စုံခြင်းထဲမှာတင်ရှိတယ်ဆိုတာသိသွားတဲ့နေ့ဟာတင်ကိုဖခင်ချီးမြှောက်တဲ့နေ့ပဲမရမဆိုလို့ပြန်ပြောမယ်ဘယ်သူရဲ့ပြည့်စုံခြင်းကတို့အတွက်မင်္ဂလာဖြစ်တာလဲထိုးသူဆိုတဲ့ယေရှုရဲ့ပြည့်စုံခြင်းကငါရဲ့ပြည့်စုံခြင်းလို့တင်သဘောပေါက်သွားတဲ့နေ့ဟာယေရှုတပါးပဲမဟုတ်ထပ်ဆင့်မလို့ယေရှုတပါးနေ့တိုင်းခံစားတဲ့ခွင့်ဖခင်ပြင်ဆင်တယ်ဒါဆိုတင်ပြောလိုက်မယ်ကျွန်တော်အကောင်းဆုံးဆက်ကမယ်ဆရာကျွန်တော်အကောင်းဆုံးဆက်ကမယ် noတင်ကိုနေ့ရက်စင်တိုင်းမှာလူတစ်ဖြစ်အောင်ဒီနေ့ရက်တလောက်နေ့ရက်စင်တိုင်းမှာတိုးတက်ပြောင်းလဲခြင်းအတ္တတာဖြစ်သွားလှုပ်ဆောင်ပေးတာကအထက်ကတကိုးတော်ဖြစ်တယ်ခဏလေးကြည့်အောင်နှစ်ကောခန်းကြီး9အငယ်19လူမီဒီကခရစ်တော်၌ရှိလင်မှတ်တာတင်ဖတ်တာဘလိုင်းခရစ်တော်ရဲ့အပြင်ကနေကြိုးစားတာမဟုတ်တင်ကခရစ်တော်ထဲမှာရှိလိုက်တာနဲ့ခရစ်တော်အပြင်ကနေသင်ကစူးစမ်းနေဆိုအဲ့ဒါဘာသာရေးသမားသင်ခရစ်တော်ထဲမှာရှိတဲ့နေရာနဲ့ဆိုဘာမှစူးစမ်းစရာမလိုခရစ်တော်ကပဲကျွန်တော်ထဲကနေလှုပ်ဆောင်ပေးနေတာဟာလေလုယာမကြီးလူမီဒီကခရစ်တော်၌ရှိတဲ့အခါမှာဘာဖြစ်လဲအသစ်ဟာလေလုယာအသစ်တော်တည့်ရတဲ့တစ်တာမို့နေရစင်တိုင်းမှာအသစ်တော်အသက်တော်ဖျားပြင်ဆင်ထားတာလူမီဒီကခရစ်တော်၌ရှိလင်အသစ်သင်ဘသူ၌ရှိနေလဲကိုသင်ဘသူ၌ရှိနေလဲငါခရစ်တော်၌ရှိတယ်ဆိုတာသင်သိဖို့ပဲအရေးကြီးတယ်that's itခရစ်တော်၌ရှိတဲ့ခါမှာဘာဖြစ်လဲအသစ်ပြုပြင်တော့ဟောင်းတော်ရလို့ဒီပြောင်းလဲရေးစခရစ်ဆက်ရှိကိုတော့ထိုတို့ဖြစ်တော့အသစ်ဖြစ်ခွင့်ရတာထိုတို့ဖြစ်တော့တင်စူးစမ်းလို့ဖြစ်တာမို့ဖယားသခင်တကိုးတော်အားဖြင့်ဖြစ်ကြ၏ဖယားရဲ့တကိုးတော်ကနေရစင်တိုင်းမှာတင်ရတတ်တော့အသစ်ဖြစ်လာလှုပ်ဆောင်ပေးတာတင်စူးစမ်းပြီးတင်အောင်လုပ်တာမဟုတ်ဖယားကထဲကနေစူးစမ်းပေးတာဖိလိပ္ပိခန်းကြီးနဲ့ငယ်73အကြောင်းမူကားတင်တို့သည်အလိုရှိစေခြင်းက၎င်းအကျင့်ကျင့်စေခြင်းက၎င်းတင်တို့အထဲ၌ဘာအဖြစ်စေရနာတော်အဖြစ်ပြုပြင်တော်မူသောသူဟာဘုရားသခင်ပဲဒီတင်လုံးဝစိတ်ချမှာနေရစင်တိုင်းပြုပြင်ပေးနေတာဘုရားနေရစင်တိုင်းမှာတကိုးတော်ကနေရစင်တိုင်းမှာပြုပြင်ပေးနေတာအဲ့တကိုးတော်ဘာတကိုးတော်လဲဘလောက်ကြီးမားတဲ့တကိုးတော်လဲတင်သိသွားတင်ဘယ်သူလဲဆိုတာတင်သိသွားလိမ့်မယ်အေဖတ်အခန်းကြီး1ငယ်20ထိုတကိုးတော်ကခရစ်တော်ကိုသေခြင်းမှထမြောက်စေ၍ခရစ်တော်၌ပြုပြင်သောမဟာတကိုးအာနုဘောအရှိန်ကဲ့သို့ဖြစ်တယ်အဲ့တကိုးကတို့ထဲကနေစူးစမ်းပေးနေတိုင်းနတိုင်းမှာဂုဏအသစ်ကိုပေးတယ်ဆိုတော့အဲ့ဒီဟာ
နတိုင်းမှာတကိုးတော်ကကျွန်တော်ထဲနဲ့ပြုတ်ပြင်ပေးနေတာကျွန်တော်စူးစမ်းတာမဟုတ်ဘူးတကိုးတော်ကခရစ်တော်ကိုတည်ခြင်းမှာဘာဖြစ်လဲထမြောက်စေ၍ခရစ်တော်၌ပြုတ်ပြင်တော်မဟာတကိုးခရစ်တော်၌ပြုတ်ပြင်တဲ့တကိုးတော်ကဘယ်ထဲမှာပြုတ်ပြင်တာလဲတို့အထဲမှာနေတိုင်းပြုတ်ပြင်ပေးတာအဲ့ဒါဘာလို့ဖို့လို့လဲစိတ်ချဖို့လို့တာစူးစမ်းဖို့လို့တာမဟုတ်စိတ်ချဖို့လို့တာကိုတော်လှုပ်ဆောင်ပေးခဲ့တယ်လှုပ်ဆောင်ပေးနေတယ်လှုပ်ဆောင်ပေးဦးမယ်ဆိုတဲ့ဘာလဲစိတ်ချမှုရှိတဲ့ပုံမှာဒီဘသူနဲ့ရှိလဲခရစ်တော်၌ရှိတယ်ဆိုတာသင်သိရင်ခရစ်တော်ကလှုပ်ဆောင်သွားပေးလိမ့်မယ်ကိုတော်တတ်နိုင်တ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 ယ်ယောခါကိုတော်တတ်နိုင်တယ်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 ဟာလေလုယာရာမေနာကကတင်တင်ကိုတော်တတ်နိုင်တယ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 ်ယူပါရောကြည်ကြည်ထားယူပါကြည်ကြည်ထားဘယ်နာမရှိတဲ့သူတွေပြောလိုက်ယူပါကြည်ကြည်ထားပါယူပါကြည်ကြည်ထားပါဘယ်ကမုတ်တဲ့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 ကိုရောတတ်နိုင်တယ်ကိုရောတတ်နိုင်တယ်ကိုရောတတ်နိုင်တယ် Revive America တို့ကျွန်တော်အပိပဲဒီကစားမသိကစကားမပြောတော့နဲ့တန်ငနာစားတဲ့စကားပြောဝါတော့တတ်နိုင်တယ်ကိုရောတတ်ကျွန်တော်တို့တဲ့ခက်တဲ့တန်ငနာဘာမှဖျားသားပြီးမခက်ခဲတော့ဒီနေ့စားတော့မှာကိုရောတတ်နိုင်တယ်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 အလိုလိုခိုင်းကိုရောတတ်နိုင်တယ်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 ကျွန်တော်ညီကောင်အားလုံးကျွန်တော်ပဲဒီနေ့စပြီးတော့မှတင်းအုံနောက်နဲ့မှမိနိုင်တဲ့အရာတွေအားလုံးစတယ်ရုံတော့အုံနောက်နဲ့ယုံလို့မရဘူးနှလုံးနဲ့ယုံရတာအုံနောက်နဲ့ယုံလို့မရအုံနောက်ဆိုတာကစဉ်းစားလို့ပဲရတယ်နှလုံးဆိုတာကလုံးဝ limit မရှိဘူး limit မရှိဘူးယုံကြည်ခြင်းမှာ limit ထားလို့မရဘူးယုံကြည်ခြင်းမှာ limit မရှိဘူးအုံနောက်ကပြန်ပြန်ဖျက်ချတာယုံကြည်ဒါကြောင့်ကိုယ်ညံကိုအမိမပြုတ်နေဆိုတာဖယားနဲ့သွားချင်ညံနဲ့သွားလို့မရအောင်ယုံကြည်ခြင်းနဲ့သွားရတာယုံကြည်ခြင်းနဲ့သွားရတာအားဆရာကျွန်တော်တို့အကောင်းဆုံးမကြည့်အကောင်းဆုံးဘယ်လောက်လွတ်လို့မကြည့်ဖယားခင်လုံးမဲ့အရာက2025မှာလုံးမဲ့အရာကပါလဲတဲ့ယောဟန်ခန်းကြီး9ယောဟန်ခန်းကြီး6 sorry ယောဟန်ခန်းကြီး6ငွေ9နဲ့စကြည့်အောင်ထိုသူရဲ့ပြည့်စုံခြင်းမှာလဲဂျေဇုတော်နဲ့ထပ်ဆင့်ပြီးဂျေဇုတော်ခံရမယ်ဒါဆိုသူပြည့်စုံတာနဲ့ငါတို့ခန္ဓာနဲ့ဘာဆိုင်လို့လဲဆိုင်တော့ပေါ့သူနဲ့ငါနဲ့ဆိုင်တာ哦ထိုသူဤပြည့်စုံခြင်းမှာလဲဂျေဇုတော်နဲ့ထပ်ဆင့်ပြီးတော့ဂျေဇုတော်ငါတို့ရှိသမျှခံရတယ်ထိုသူဤပြည့်စုံခြင်းမှလဲဂျေဇုတော်နဲ့ထပ်ဆင့်ပြီးတော့ဂျေဇုတော်ငါတို့ရှိသမျှခံရတယ်အော်ဒါဆိုသူပြည့်စုံတာနဲ့ငါကဂျေဇုခံစားတယ်ဘာဆိုင်လို့လဲတိယောခန်းကြီးလေးအငယ်လေးဘာပြောလဲတိယောခန်းကြီးလေးအငယ်လေးဟေးမိုက်တလုံးကင်ပြီးတော့ကျတော့တယောက်လောက်ဖတ်ပေးကြမယ်မြန်လေတိယောခန်းကြီးလေးငယ်လေးချစ်သားတို့တင်တို့ဒီကျွန်တော်ပဲဖတ်လိုက်တော့ချစ်သားတို့တင်တို့ဒီဖယားသခင်နဲ့ဆက်ဆိုင်ကြ၏come on ချစ်သားတို့တင်တို့ဒီဖယားသခင်နဲ့ဆက်ဆိုင်ကြ၏ထို
ထိုသူတို့ကိုလည်းအောင်ကြပြီအကြောင်းမူကားတင်တို့ဘက်၌ရှိတော်သူသည်လောကဘက်၌ရှိတော်သူထက်သာ၍ကြီးတော်မူဘာဖြစ်လို့ဟာလေလုယာထိုသူရဲ့ပြည့်စုံခြင်းဟာငါတို့အတွက်ယေရှုတပါးနဲ့ထပ်ဆင့်ယေရှုကခံစားတာလေဘာလို့ငါတို့ကသူနဲ့ဆိုင်နေလို့လေအိုဖယားငါတို့ပဲဆိုရင်တော့ကြိုးစားပေါ့ဒါပေမဲ့နှစ်ကောခန်းကြီး1ငယ်27မှာပြောလဲတင်တို့နဲ့ငါတို့ခရစ်တော်နဲ့တည်စေ၍တင်တို့နဲ့ငါတို့ကိုခရစ်တော်နဲ့တည်စေ၍ပိတ်တဲ့တော်သူမူကားဖယားသခင်ဖြစ်တည်မအင်္ဂလိပ်ကိုကြတော့တည်တယ်လို့မပြောတော့ဘူး Now it is God who make both us and you stand firm in Christတော်ထဲမှာတို့စတင်ထည့်လိုက်တဲ့နေ့နဲ့ဆိုတော့တို့ကဘာဖြစ်သွားလဲ Hallelujah တို့ဖခင်ဘာလို့ပေးလဲ in Christ ဖြစ်တဲ့နေ့နဲ့ဆိုတော့ He anointed us so we are anointedဖခင်မို့တော့ဆောင်နေပဲ anointed ဖြစ်လာမို့ခရစ်တော်ကိုရတဲ့နေ့နဲ့စပြီးတော့ခရစ်တော်ကငါရဲ့ရှင်ဖြစ်တယ်လို့ဝန်ခံတဲ့နေ့နဲ့စပြီးတော့ဖခင်ကတင့်ကိုဘယ်နဲ့ထည့်လိုက်လဲခရစ်တော်အထဲမှာထည့်လိုက်တယ်အဲ့ဒီနေ့စပြီးတော့ဖခင်ဘာလို့ခေါ်လဲ You are anointed because He anoints youတို့ရှေးလေချီးမြှောက်ခံတဲ့ခြားကြောင့်မို့ခရစ်တော်ဖြစ်တဲ့တိုင်တို့ကဖြစ်နေလို့ခရစ်မဟုတ်ဘူးလေကိုယ်ငွေငွေရောင်းမှဖြစ်မှာတဲ့တိရောအခန်းကြီးလေးအငယ်19ချင်းမနာပြည့်စုံတော်မြတ်တော်ဆုံးအချောင်းမူကငါတို့ဒီကိုရောဤနီးတူဤလောကနဲ့ဖြစ်တယ်ခမချင်းပြောကြရဲ့ In this world we are like Jesus In this world we are like Jesus. You know why? Because we are in Christ. Hallelujah. That's what I'm feeling. Christo yeအောင်မြင်ခြင်းဟာတို့ရဲ့အောင်မြင်ခြင်း Christo ye ကြွယ်ဝခြင်းဟာတို့ရဲ့ကြွယ်ဝခြင်း Hallelujah. Now 1 Corinthians chapter 15 verse 57 my idea. Please go to 1 Corinthians chapter 15 verse 57. Hallelujah. But thanks be to God. He gives us the victory. Amen. Not a victory, the victory. Through our Lord Jesus Christ. All we have to do is just give thanks to God. That's what we have to do. They are only shame for your baby. They pure as Garama Omishire. They mean any Arama Omishire. They told any Arama Omishire. Omishina would be light among Omishina, dinner would be a light. Hallelujah. Hallelujah. Ông nhìn chi nào cũng tin lấy mà thế mà bảo ông nhìn chi tin nào cũng biến lấy mà. Ông nhìn chi nào cũng lấy được từ đi nè sao rồi dẹp lại. Chưa qua chi nào lấy được từ dẹp lại. The Bible said, goodness and mercy shall follow me all my life. The Bible doesn't say that in 2025. He said, all the days of my life. That's it. Come on. We don't have to follow after blessing, but all goodness and mercy shall follow you all the days of your life. Hallelujah. All we have to do is just give thanks to God. The Bible said, but thanks be to God. He gave us what? The victory through our Lord Jesus Christ. Penia sabiro madoa yabai kwe go shi dwa le. Yeshu yare nigre sabiro madoa. We are qualified to receive everything through our Lord Jesus
Christ. That's why Philippians chapter 4 verse 19. Philippians chapter 4 verse 19 said, what? My God shall supply all your needs according to his what? Riches and glory through our Lord Jesus Christ. Hallelujah. I don't know what version is that. And my God will meet all your needs. Amen. Not some of your needs. The Bible says all. Can you say all? All. Yeah. All your needs according to the what? The riches of his glory in Christ Jesus. ဘုရားခင်ကျွန်တော်ကောင်းချီးပေးပါပေးစရာမလိုဘူးညီကိုမောင်မတို့တင်သိနေရမယ့်အရာချက်ပဲရှိတယ်ခရစ်တော်အားဖြင့်ခရစ်တော်အားဖြင့်အားဒီဆုံးနေတယ်နေတိုင်းဝါခရစ်တော်တင်ရဆုံးအခုချိန်မှာတင်ရဆုံးနေတာမဟုတ်ဆုံးပြတ်တတ်နေတဲ့ဘဝဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့ဒီနေ့ဆောက်တော့ပါလို့ခရစ်တော်အားဖြင့်အားဒီဆုံးနေတဲ့ခရစ်တော်ဖြင့်အားဒီကျွေဝါတယ်ခရစ်တော်ဖြင့်အားဒီဘုရားဘုန်းထင်ရှားတယ်ခရစ်တော်ဖြင့်အားဒီတရှိတော်ဖြစ်တယ်ခရစ်တော်ဖြင့်အားဒီချင်းတော်ခံမဲ့သူဖြစ်တယ်နေတိုင်းဝါခကြွေးကြော်စားမှာကြီးမားသောမင်္ဂလာတွေတင့်ထဲမှာဝင်ရောက်လာလိမ့်မယ်လက်ရှိချင်းနဲ့တင်းကိုမလဲစားစေနဲ့လက်ရှိချင်းနဲ့တင်းကိုမလဲစားစေနဲ့လက်ရှိချင်းနဲ့တင်းကိုမလဲစားစေနဲ့လက်ရှိအချင်းတွေကတင်းကိုပြောင်းပြန်လှန်ဖြစ်သွားအောင်ဖြစ်စေခြင်းနဲ့ဆိုရင်တင်းဝန်ခံခြင်းမှန်ပါစေဘသူအဖြစ်လဲယေရှုအဖြစ်တမန်တရားကိုတည်သွားတဲ့လူကလက်ရှိအချင်းတွေလှည့်စားတာ तू လက်မခံတော့ तू ဘာပြောလဲဆိုတော့ no လက်ရှိအချင်းနဲ့တင်းကိုပြောလိုက်မယ်မင်းကကောင်းလဲကောင်းမဟုတ်ဘူး yeah ယေရှုအဖြစ်ငါဒီကောင်းတော့ तू ဖြစ်တယ်Hallelujah. May I get so bad that Yeshua be ngadi tinte do tu phide. Ngadi titan do tu phide. Ne Sunday walk kan chi yogi shin ne walk kan yogi shin ne walk kan let shi achin ni tin yogi shin ne walk kan tat la yin tin achin ni a long pyaung le yaung phaya be lop pei twa lai mai. A lo shi si chin ka la kaung a chin chin si chin ka la kaung tin do thin nai sidana do a phin pyu pyin do bu do tu ka phaya thakhin pe di phaya be pyu pyin twa lai. Tin ba ta josa pyu pyin ne tin ya apart from Jesus ဖြစ်နေတယ် No သင် apart မဟုတ်ဘူးသင် in Jesus ယေရှုအပြင်တို့ကကြည်တော်မှုပြုမဲ့သူတွေနည်းနည်းသောအရာတွေကိုတို့ Hallelujah အမွေခံအစိမ့်မဟုတ်တော့ Goodness and mercy shall follow me all the days of my life ကျွန်တော်တော့ရှင်းပြောရတယ်ကျွန်တော်ပြောတယ်လားပြောကြည့်တဲ့ကောင်ဒီကောင်ဒုက္ခရောက်တယ်တတ်လုံးဒုက္ခမရောက်ဘူးဘာကြောင့်လဲဆိုတော့ယေရှုနဲ့ကျူနာတော့တတ်လုံးခံစားပါဟေးပလာကောင်းလို့မဟုတ်ယေရှုကောင်းလို့ယေရှုကြောင့်အာမင်ဒါကျွန်တော်ရဲ့အသင်းတော်က worship pastor လေးရေးထားခြင်းယေရှုနဲ့ဆိုရင်ကျွန်ုပ်ကအရာရာအောင်မြင်တော်သူယေရှုနဲ့ဆိုရင်ကောင်းကြီးများနဲ့ပြေရှံသူအဲ့ဒါကျွန်တော်မကြခင်ဆိုမယ်စောင့်ကြည့်အရာရာယေရှုကြောင့်သူရတယ်မဆို呀，我就是呀嘛，我都係找到得他啦哦。唔錯地出到未？耶穌呢所以真好家呀，阿面多度。耶穌呢所以老得咩，表得咩是家但偏你度，拉嚟咩？耶穌呢，阿姑表嚟邊，唔加佢嘛。worship schools ကျွန်တော်တကယ်ကိုယ်ပိုင် building နဲ့ကိုယ်ပိုင်သင်တန်းဖွင့်မယ်ငားတာမဟုတ်ဘူးဝယ်မယ်ဟေးဆုံးဖြတ်ချက်ချတာနဲ့ဘုရားလုပ်တယ်နော်မယုံတဲ့သူကဆုံးဖြတ်ချက်မချရဘူးဒီမှာကျွန်တော်ဆုံးဖြတ်ချက်မချရတဲ့အချိန်တုန်းကကျွန်တော်ချင်းမိုင်မှာသွားပြီးကျွန်တော်ငားပြီးတော့ကြောင်းစမယ်ပေါ့ငားမယ်လုံးမယ်တရက်အခုအမှုတော်ဆောင်ဖြစ်သွားပြီအဲ့တော့ तू အမှုတော်ဆောင်မဟုတ်သေးဘူး तू
ဆရာမုံတောင်ရဲ့အသားအကြီးခိုင်နိုးကနေပြီးတော့ဆရာရေးတဲ့ဒီမှာ building တွေ့လာတဲ့အဲ့ဒါလူငယ် pastor လေးတယောက်ဝယ်ထားတာတဲ့ cash နဲ့ဆရာတဲ့သူလိုက်ပြတာသူလည်းတကူးလကဘာအတွက်ပြလဲမသိအဲ့ဒီသူ့ဖေကတုံးချင်နေပြီသူမသိတာလိုက်ပြတော့သူလည်းဒီမဲ့ပြန်ထွက်သွားအောင်သူကလည်းဒါပေမဲ့အဲ့ဒါကြည့်နေတယ်စိတ်ထဲမှာholy anger ဖြစ်တယ် holy anger ရှိတယ်နော် holy anger ဆိုတော့သူမြောက်စိတ်ဆိုးတာမဟုတ်သူတော့လုံးနေတာငါဘာလို့မလုံးနိုင်ရမှာလဲဖြစ်သွားတာကိုလက်ထဲမှာအချိန်နေကြည့်လိုက်တော့ပတ်စာတော့ရှိဝေါ်ဒါပေမဲ့ why not why me မို့တော့ why not ယုံကြည်ခြင်းဖြစ်လာရင် why me မို့တော့ယုံကြည်ခြင်းမရှိတဲ့ဘွဲတွေ why me Lord why me no ယုံကြည်ခြင်းရှိလာရင် why not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  အဲ့မှာဖြစ်လာတော့ပြန်သွားတာ ministry အဖွဲ့တွေပြောလိုက်တယ်ဘာမှမငားနေတော့နဲ့ဝယ်ဖို့ရှာလိုက်တော့လို့သွားတော့ဒီကပြောထားတယ်မင်းတို့ငားတာမတွေ့သေးဘူးလားဟိုဖွဲ့တွေကလည်းမတွေ့ဘူးတဲ့ဘယ်ဖယားသခင်ကငားဖို့ building ရှာမတွေ့ခိုင်းဘူးလေငားခိုင်းနေတာရှာမတွေ့ဘူးတဲ့မင်းတို့မျက်လုံးတွေဒီလောက်များနေမတွေ့ဘူးလားဒေါသထွက်ပြီးတော့ပြောတာတကယ်တော့ဖယားကငားတဲ့ building ကိုရှာကိုမတွေ့အောင်လုပ်ထားတာရှာတေးပဲလာရောက်တော့သူများစယံချထားပြီးသားနေရအခုကြောင်းရအေးဘလာဝင်သွားတယ်ဒါငါနေရပဲအဲ့ပြောငါယူမယ်လို့ဒီနေရာငါယူမယ်လို့ပြောမဟုတ်ဘူးတဲ့သူများမတ်ချန်ဆိုတာထိုင်းလို့မတ်ချန်ဆိုတာကသူကချထားပြီးသားမတ်ချန်ကြိုင်လာတဲ့ကြိုင်လာအိုမဲဘလာครับผมใจงานสุดครับအဲ့လိုပြောငါကနင့်ကိုဒီလိုမျိုးဘန်ကနေချိပေးမှာမို့လို့ငါကငွေသားပေးမှာလို့ငန်စွတ်လို့ပြောသူမျက်လုံးပြူပြီးထိုင်နေရသူတို့မှအဲ့လိုမရှိဘူးလေမီလီယံဆယ်နဲ့ချီပြီး cash ပေးမယ်ဆိုတော့သူတို့နားမလဲနဲ့သူတို့ကြည့်နေတကယ်ပေးမှာလားပေးမယ်လို့ပြောလဲပြောအဲ့ဒီစပေါ်လာစိတ်ရလားစိတ်ရံပေးထားတဲ့ဟာကိုတခါတည်းခြေပလိုက်ပြီးတော့မှနေ့ဘယ်ငါရောင်းတော့မယ်ဆိုတော့ချက်ချင်းဖြစ်သွားပြီးတော့ကျွန်တော်ရသွားတာကနဦးရည်ရွယ်ချက်ကငါခိုင်းတာဒါပေမဲ့ဖယားသခင်ကငါနဲ့သွားလာပြီးတော့မင်းဘာဖြစ်လို့အငါဘဝနဲ့နေရှင်တာလဲဝယ်ဖို့စဉ်းစားလဲဖယားနဲ့သွားရင်ယူပါယုသေးတာဖယားအရာမကြိုက်ဘူးယူပါကိုသေးတာဖယားမကြိုက်ဘူးမင်းနာမရှိတဲ့ဖွဲ့တာယူပါယုသေးတာဖယားမကြိုက်ဘူးအလုံးမဲ့ဆိုရင်ဝယ်ဖို့စဉ်းစားတေးသေးလေးဝယ်မစဉ်းစားနဲ့အကြီးစဉ်းစားကြီးမလုပ်ဖို့စဉ်းစားဘာလို့တို့ဖယားကကြီးမြတ်တဲ့ဖယားရှင်ဖြစ်နေလို့ Almighty God Wonderful Counselor Prince of Peace Mighty God Everlasting Father Mighty God Amen Our God is Mighty God El Shaddai El Shaddai ကြီးတော်မူပြနိုင်တဲ့ဘုရားရှင်ဖြစ်တယ်။ဒါကြောင့်ဒီနေ့ဆောက်ယူပေါင်းကြီးထားရ။ Hey တို့မဟုတ်ဘာဖြစ်လို့ယူပေါင်းထားလို့ရလဲဆိုတော့တို့ရဲ့တတ်နိုင်ရှင်နဲ့တို့ကလုံးမှာမဟုတ်ဘူး။ဘုရားရဲ့အမွေစားအမွေခံနဲ့တို့ကအလုံးမှာဖြစ်တဲ့အတွက်ကြောင့်တင်အမွေခံမဟုတ်ဘူးဆိုတာအမွေခံဖြစ်ခြင်းကိုတင်တဘောမပေါက်သေးရင်တော့တင်ကယူပါယူတေးလေးနဲ့နှစ်သိစုလေးနဲ့ကျင့်တတ်နေဦးမှာNo. ဒီကြည့်ပြီးတော့တခုရှိတယ်ငါကလာကတလုံးဆိုတော့ငါလာကတလုံးနဲ့တလုံးလုံးရအဲ့ဒါဆိုno okay ယောခန်းကြီး6ငယ်ငါဒါပြောပြီးကျွန်တော်ဒီနေ့ဆုံးတတ်မယ်
ကျွန်တော် series နဲ့သွားမယ်အခုဒီတောင်းလျှောက်ဒီမှာမပြီးဘူးမလားချစ်ကာကိုလိုက်ခဲ့ series online နဲ့လိုက်မယ်လေရပါတယ်မတူဘူးဒီ atmosphere ကမတူဘူးဒီ atmosphere ကမတူဘူး online ရပါတယ် online ရပါတယ် online နဲ့နေခေါက်ဆွဲစားလို့မရဘူးအပြင်မှာတကယ်စားရတယ်ဘိုက်ပြည့်ရှင် online ကနေစားလို့မရဘူးတို့တွေ weight short တော့ဆိုရင် online ကတမရစားတာကြည့်တော့ကိုကလည်းစားပြတယ်ကိုကလည်းဒါပေမဲ့ဘိုက်မပြည့်ဘူးရထန်တောင်းလို့ဆိုရင် online နဲ့မစားဘူးလက်တွေ့ on site မှာစားတယ်ဟဲ့ထင်ရှားတယ်တက်တယ်ထင်ရှားတယ်ယေရှုသည်မျှော်ကြည့်၍လူအစုဝေးပေါင်းတို့သည်အထံတော်သို့လာကြသည်ကိုမြင်တော်မူလေ။ဘာသာယေရှုကအမြဲတမ်းသင်ကိုကြည်နေတယ်ဖေ။အာမင်။ဖိလိပ္ပုအားဤသူတို့စားစရာမုန့်ကိုအဘယ်မှာဝယ်မည်နည်းဟုမေးတော်မူ၏။ဒီမှာကြည့်အယမ်းမိုက်တယ်။ခေတ်စကားနဲ့ပြောအယမ်းမိုက်တယ်။အယမ်းမိုက်တယ်။ဘာအောင်မိုက်တာလဲတဲ့ကျွန်တော်ပြောပြတော့မှအယမ်းရေးကြည့်တယ်ဒီကိစ္စ။ဖိလိပ္ပုအားတဲ့ဤသူတို့စားစရာမုန့်ကိုအပယ်မှာဝယ်မည်နည်းမေးတော်မူတယ်မချီဖိလိပ္ပုစဉ်းစားမဲ့ပုံစဉ်းစားကြဖိလိပ္ပုမှာရှိတဲ့ပတ်စံနဲ့လူအရေအတွက်နဲ့သွားဝယ်ဖို့ဆိုင်ရလဲလောက်မှမဟုတ်တော့လူ9000ကျော်တခါတည်းဘယ်သူချက်ပေးနေမှာမစဉ်းစား restaurant ရှိရင်တောင်ပတ်စံရှိရင်တောင်မှ restaurant ကအဲ့ဒီလူ9000စားနိုင်လောက်ချက်ချင်းမလုပ်ပေးနိုင်ဘူးကြုံမမှတ်ထားရင်โอเคအခုကတရက်နှစ်ရက်မဟုတ်ဘူးအခုကချက်ချင်းဖိလိပ္ပုရေတဲ့နင်ဘလို့လုံးမှလဲအခုတင်းရဲ့ငွေနဲ့တင်းရဲ့အခုလက်ရှိအခြေအနေနဲ့အမေရိကမှာမလောက်တဲ့အဖွဲ့တွေဝင်ငွေနဲ့ထွက်ငွေမမျှတဲ့အဖွဲ့တွေဘယ်လိုလုံးမှလဲလို့ဖိလိပ္ပုကိုမေးတယ်လို့တင်းကိုမေးနေတယ်တိုက်ဆိုင်ရင်ဘာကြဖိလိပ္ပုမေးတယ်လို့တို့မင်းနေပြီဘယ်အဖွဲ့တွေလဲအမေရိကအဖွဲ့တွေကိုမင်းဝင်ငွေနဲ့ထွက်ငွေမလောက်တဲ့အဖွဲ့တွေဒါအမေရိကမှာအများကြီးပဲလေတို့သိတာပေါ့တို့လည်းကနေဒါမှာနေခဲ့တဲ့အဖွဲ့တွေပေးချက်တော့မမြင်ချင်ဘူးနော်ဘာလို့ဒီလားပေးချက်ရတာနဲ့ဖေးလေတဲ့ပျောက်သွားမယ်ဆိုတာသိတဲ့အခါမှာမတော်တော့ကောင်းတယ်ကွာဆိုတာမျိုးရှိတယ်ဖိလိပ္ပုအားအကြောင်းပြမယ်ဟိုးတော့ကဒေါ်လာ9000ရဖို့ဆိုယူမတက်ရှာတယ်ကျွန်တော်တို့ကနေဒါမှာနေတော့အခုကလတိုင်းကျွန်တော်ဒေါ်လာ1000နဲ့ချီပြီးတော့ကျွန်တော်လကပေးနေတယ်များ1000 2000မဟုတ်ဘူးတလားကျွန်တော်ရဲ့ဒီ staff တွေကိုပေးတဲ့ဟာကကျွန်တော်ရဲ့ account ထဲနဲ့သွားတာတလားကိုဒေါ်လာ4000နဲ့5000မရှိဘဲနဲ့ကျွန်တော် account ထဲမရှိဘဲနဲ့ကျွန်တော်သွားလို့မရဘူး okay ဟိုးတော့က4000 5000ဆိုတာယူမတက်ရှာတယ်အဲ့ဒါတရက်ဒီမကောင်းဖြစ်တော့မှတာလည်းနော်လားတိုက်လေနော်နှလုံးတော့ကြိုက်လို့မခါပဲနော်ကောင်းမဲ့ကရွှေရှုနော်မောနဲ့ဆိုတော့ဆေးတောက်ပြီးတော့အလုံးလောက်ရတာ9000မပြတ်သွားဘူး9000ပြတ်တာနဲ့လစ်ပြီအဲ့လိုမျိုး9000နဲ့အခု9000လတိုင်း9000မခပါဘူးထိုးနေတာနေ့တိုင်းလတိုင်းလစ်နေတာသူလောက်တာလေဖေရမချလိုက်ဖိလိပ္ပုအားဤသူတို့စားစရာဖယားနောက်တက်တယ်နော်ကိုမလုံနိုင်မှတိတိနဲ့နင်ဘာလုံမလဲတဲ့မေးတတ်တယ်မလုံနိုင်တော့တဲ့အကွက်လေးတာဤသူတို့စားစရာမုံကိုအဘယ်မှာဝယ်မီနည်းကိုမေးတော်မူလေတဲ့6ကိုလာပြီကြည့်6ကိုလာပြီကြည့်အရမိုက်အမရတဲ့သွား6ကိုသွား
ဤထိုသို့မေးတော်မိမိအဘယ်သို့ပြုမိကိုတိတော်မူလျက်ပင်ဖိလိပ္ပုကိုစုံစမ်းဟေးတင်ဖြစ်တဲ့အခြေအနေအလုံးကိုအိုးပေါ်ရလှုပ်ဆောင်ပေးဖို့ဖယားသခင်ကအကျိုးတင်အကုန်စီစဉ်ထားပြီးသားအကုန်စီစဉ်ထားပြီးသားနဲ့ဗာပေးလဲဆိုတော့နေအခုဝင်ငွေနဲ့နေထွက်ငွေနဲ့ဘယ်လိုလုပ်မလဲ maybe ဖိလိပ္ပုကလည်းခொနစ်ကိုသွားရတယ်ခொနစ်ကိုသွားဖိလိပ္ပုကလည်းဤသူတို့မုံတစ်ဖက်အစီစေအောင်ဒီနာရီအပြား200အဖိုးထိုက်တော့မုံမလောက်ပါသူလက်ထဲမှာရှိတဲ့ဒီနာရီအပြား200နဲ့သွားဝယ်ရင်တဲ့သူလက်ထဲမှာဘယ်လောက်ရှိတာလဲသူ့ရဲ့200နဲ့သွားဝယ်ရင်တောင်မှတဲ့မုတ်တစ်ဖက်စီကျွေးရင်တောင်မှတဲ့မလောက်ဘူးတဲ့အဲ့ချိန်မှာကိုတော့အထက်ကနေဖိလိပ္ပုရဲ့ငါလုံးမမင်းမသိဘူးလားကွာတခါတလေမှာဒိုးရရတာပူနေတာ तू ကပြင်ဆင်ထားပြီးသားမကြောက်ပြန်ပြောမယ်ဒိုးကတာပူနေတာ तू ကပြင်ဆင်ထားပြီးသားတိတ်မရတယ်ဒိုးကတာဘလိုင်းနဲ့ဆွတ်ဆက်ပူတာ तू ကပြင်ဆင်ထားပြီးသားမင်းပါလို့မလဲငါသိရှင်တယ်ကွာလို့မင်းနေတာအလွယ်စွာတခုပဲကိုတော့ကျွန်တော်ဘာမလို့ကိုတော့လုတ်ပေးမယ်ဆိုတာစိတ်ချပြီးသားဆိုတာကျွန်တော်စိတ်ချပြီးသားကိုတော့လုံးတဲ့အခါမှာကိုတော့ကလောက်အောင်လုံးတဲ့ဖယားမဟုတ်ရှမ်းထွားလုံးတဲ့ဖယားဖြစ်တယ်ဆိုတာကျွန်တော်စိတ်ချပြီးသားလောက်အောင်လုံးမဲ့ဖယားမဟုတ်ဘူး2025မှာဘာလို့မလဲကျွန်တော်မကြားဘူးရှမ်းထွားမစားမဲ့ဖယားဖြစ်တယ်2025ကိုကျွန်တော် profile view ပဲဒီမှာရှိတဲ့သူအလုံး profile view ပဲ2025မှာလုံလောက်အောင်ဖျားပေးမှာမဟုတ်ဘူးရှာအဘုတ်တဲ့ hallelujah ဟာငါဘာလို့မဖိလိပ္ပုလို့ငါဘာလို့လဲမစင်သားနဲ့အဲ့ဒါညံနှုံးနဲ့ဖွဲ့တယ်ကိုတော့တတ်နိုင်တယ်ဘယ်နှတောင်းပို့လဲ12တောင်းဒါမှ12တောင်းပို့တယ်ဆိုလကားမုံကြီးကိုမောင်းမတော့တပည့်တော်လည်း12ယောက်ပဲရှိလို့ hallelujah ကောက်เสีย12တောင်းပဲရှိလို့ထပ်တော့မှ18ယောက်ရှိရင်18တောင်းလောက်ခိုင်းအောင်ပါဖခင်ကဖခင်တခင်တင်ချင်းချစ်တယ်လို့မဆနိုင်တဲ့ဖခင်ရှင်ဖြစ်တယ်အောင်ဒီနေ့စငါဘာလို့မစင်စားနဲ့ကိုတော့လုတ်ပေးခဲ့တယ်ကိုတော့လုပ်ပေးနေတယ်ကိုတော့လုပ်ပေးအောင်မယ်ဟာလေလုယာအရေးကြီးတာကတင်းရဲ့အကြီးမားဆုံးမင်္ဂလာပါလဲဆိုတော့တင်းရဲ့ခရစ်တော်ထဲမှာရှိတဲ့နေရာနဲ့စာရမှာတင်းဘာမှလုပ်စရာမလိုကိုတော့လုပ်ပေးပြီးသားဖြစ်နေလုပ်ပေးခဲ့တယ်လုပ်ပေးနေတယ်လုပ်ပေးအောင်မယ်ထိုးသူဤပြည့်စုံရှင်းပါလေယေရှုတပါးနဲ့ထဆင်းရပြောထဆင်းရမကြမ်းမဆိုလို့ထဆင်းရလာမယ်နာကမထဆင်းမင်္ဂလာဟေးရုပ်ရှင်မင်းသားမင်းသမီးထဆင်းအကယ်ဒမီတို့ကတော့ထဆင်းမင်္ဂလာခန်းစားရခွင့်ပြင်ဆင်ထားပြီးသားကျွန်တော်ပြောတယ်တင်းတိပိတနေ့ကျွန်တော်ပုံမိုက်လာမယ်လို့ပြောတာမယုံဘူးလေကြည့်ထားလေကျွန်တော်6 pack ပြောတယ်အခု4 pack ရတော့ယေရှုကြောင့်တာ၍ကျမ်းပါမယ်တာ၍အောင်မြင်မယ်တာ၍ဘုန်းတော်ထင်ရှားမယ်သင်ပြောတဲ့အတိုင်းသင်ဖြစ်လာတယ်ရခင်နာမဘုန်းကြီးပါစေ
တောင်ဒီနေ့ဆိုင်ကြီးကိုအားလုံးကျွန်တော်ပြောပြချင်တယ်လာမယ့်အနာဂတ်တာ၍ဖျားချီးမြောက်မယ်အမှုတည်တဲ့တာ၍မြင်တွေ့ရမယ်အထဲကနေပြုပြင်ပေးတဲ့တကိုးတော်ကတာ၍ပြောတာ၍ဖျားခင်အလုံးလုံးမဲ့ရောက်ရှင်ဖျားခင်တိုင်းချီးမြောက်ပါစေအားလုံးမတတ်ထားရအောင်